စစ်ကောင်ရှင်ကနေပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဖို့ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံဆိုင်သူများအမည်အရဇလန်းတို့မှာပါဝင်ထားတဲ့နေတိုမေမြင့်မို့အပါဝင်နာမည်ကြီးရုပ်ရှင်တရုတ်ဆောင်တွေအပေါ်တော်လိုင်းရေးတိုက်ဝိုက်နဲ့ပြည်သူတွေရဲ့ဆိုးရွားစွာဝေဖန်မှုတွေခံနေရပါတယ်။အဲ့ဒီဝါဒဖြန့်ဇလန်းတို့ကိုအော်တိုဘာလ25ရက်မှာရွေးကောက်ပွဲပြင်ညာပေးဇလန်းလို့စစ်ကောင်စီဘက်ကပြသခဲ့ပြီးတရုတ်ဆောင်နေတိုမြင့်မြန်အေဂျင့်မောင်နေဝင်းချူလေးမေမြင့်မို့စတဲ့နာမည်ကြီးမင်းသားမင်းသမီးတရုတ်ဆောင်တွေအပြင်အောက်ခိုင်နဲ့ငှက်ပြောကျော်တို့လည်းပါဝင်တရုတ်ဆောင်ခဲ့တာပါဇလန်းထက်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်းအကြံတွင်ပြောဆိုတရုတ်ဆောင်ထားသလိုရွေးကောက်ပွဲဟာထောက်ပေါက်တစ်ခုဖြစ်ကအသေးချက်ကမဲတပြားအဖြစ်ပါဝင်မဲပေးကြဖို့ကိုစီယုံလှုပ်ဆော်ထားပါတယ်။စကားအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲတက်တာမကစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ဆောင်နေတဲ့ဒေါ်လာရဲ့အတိုင်းဝိုင်း CDM ဝန်ထမ်းတွေအပြင်ပြည်သူတွေကိုပါစကားလုံးအသုံးတော့အမူအရာတွေနဲ့စော်ကားထားတာဖြစ်တယ်လို့ပြည်내ပြည်ပမှာရှိတဲ့ဒေါ်လာရဲ့အတိုင်းဝိုင်းတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီဝါဒဖြန့်ဇလန်းတို့ရိုက်ကူးခဲ့တဲ့ပေါ်ရုပ်ရှင်တိုင်းဝိုင်းချင်းချင်းကပါဝေဖန်ကြတာတွေလည်းရှိခဲ့ပါတယ်။ဒီကောင်တွေဒါမျိုးရိုက်ရင်ဘာဆက်ဖြစ်မလဲဆိုတာမသိလို့မဟုတ်ဘူးဘာမှမလွဲမရှောင်လာလို့ရိုက်ရတာပါဆိုတဲ့စောက်ခွက်တွေလည်းမဟုတ်ဘူးအထဲမှာကြောက်ကြောက်နဲ့နေရလို့ပါဆိုပြီးမှစောက်မဲ့မရှိသွားပတ်သက်နေတဲ့ပြိတ္တတွေဆိုတဲ့စောက်ဘိတွေအများကြီးရှိနေလားတိလို့လို့ကိုအားလုံးကိုဒါပဲဆိုပြီးရိုက်ပြတာလို့အစီအစဉ်တိဆက်သူမောင်အေးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝေဖန်ထောက်ပြထားပါတယ်တော်လိုင်းအမှုပညာရှင်စိန်သီးကလည်းပြည်သူချစ်ရင်ကပီးတီမယ်ပြည်သူမိုးရင်ပြတ်သုံးစေရမယ်လို့စစ်ကောင်မရှင်ဝါဒဖြန့်ဇလန်းအပေါ်မှတ်ချက်ပြီးပြောဆိုပါတယ်စစ်ကောင်မရှင်ဝါဒဖြန့်ရွေးကောက်ပွဲဇလန်းတို့မှာပါဝင်ထားတဲ့နေတိုမြင့်မြတ်နေဝင်းမေမြင့်ဘိုချူလီတို့ဟာຫນွေဦးတော်လိုင်းရဲ့အစောပိုင်းဖြစ်တဲ့21ဖေဖော်ဝါရီလမှာစစ်တပ်စန့်ကျင်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်လို့ဆီယနာသိမ်းလိုက်တဲ့အပေါ်ပြည်သူတွေနဲ့အတူစန့်ကျင်ကြောင်းရှုတ်ချက CDM ပြုလုပ်ဖို့တိုက်တွန်းခဲ့တဲ့အမှုပညာရှင်တွေလည်းဖြစ်ပါတယ်